ဒီပိုင်းလေးမှာတော့ကျွန်တော်အနေနဲ့အရေးကြီးတဲ့ဥစ္စာပေါ့ဒီ scaling တော်တော်များများကကျွန်တော်တော်တော်များများတချို့စိတ်မရှိကြတာလည်းပါတယ်အမြန် profit လိုချင်တဲ့လူတွေအမျက်လိုချင်တဲ့လူတွေကကျွန်တော်တို့ scaling trade တာများတယ်ဥပမာ15 minute time frame တို့တချို့ဆိုလို့ရှိရင်5 minute တွေပါတောင် trade တာရှိတယ်ဒါပေမဲ့ကျွန်တော်အားတော့မပေးဘူး15 minute လောက်ထိကလက်ခံလို့ရသေးတယ်အဲ့တော့ကြတော့15 minute မှာ trade တဲ့လူတွေဘာတွေပဲဖြစ်ဖြစ်တနားရီမှာပဲ trade ကျွန်တော် trade ကျင်တဲ့အပိုင်းမှာ trade ကျွန်တော်တို့အတွက်အရေးကြီးတဲ့ဥစ္စာရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီအောက်လေးမှာပေါ်နေတဲ့ဒီ count down ပေါ့နော် count down ကလေးကအရင်ရေးကြည့်တယ်ဘာလို့လဲဆိုအခုဒီမှာဆိုလို့ရှိရင်ဒီမှာ15ပေါ့နော်15ရောက်သွားပြီဆိုလို့ရှိရင်သူကနောက်15မိနစ်အတွင်းမှာဒီတစ်ထိုင်ရဲ့အဆုံးချက်ကပြီးသွားပြီတက်မှာလားကျမှာလားဆိုတာဒီတစ်ထိုင်ကတက်ခဲ့တာလားကျခဲ့တာလားဆိုတာကိုကျွန်တော်တို့ပြန်ပြီးတော့သုံးသပ်လို့ရတယ်ပေါ့အဲ့တော့အခုဒီမှာဥပမာအပြင်ဒီမှာဆိုလို့ရှိရင်ဒါ15မိနစ်ပဲကျွန်တော်ဒီတနားရီကိုယူထားတဲ့အတွက်ကြောင့်မလို့45မိနစ်ကုန်ပြီးသွားပြီ45မိနစ်အတော်တွင်းမှာသူကခုဒါဒီအယောင်းနေဖြစ်နေတယ်လို့ဒါဆိုရင်သုံးသပ်လို့ရတယ်ပေါ့နော်ဒီအပိုင်းလေးမှာ45မိနစ်အတွင်းလုံးမှာရောင်းခဲ့တဲ့အတွက်ကြောင့်မလို့ဒီမှာဒီနေနေတယ်ကြာနေအဲ့တော့နောက်15မိနစ်အတွင်းမှာသာဘိုင်ယာတွေဝင်လာမှဒါဒီကောင်ဒီဘူးဖြစ်သွားနိုင်မယ်အောက်ကနေပြီးတော့ဝယ်တဲ့လူကြီးကြီးမားမားရှိမှလာဒီကောင်နိုင်ပါမယ်မဟုတ်ရင်တော့ဒီ15မိနစ်အတွင်းမှာဒီကောင်ဒီဆက်ပြီးတော့ကြာမယ်လို့အချမ်းမြင်တုံးတက်လို့ရတယ်အဲကြတော့ဒီ count down လေးကအရင်အရေးကြီးတယ်အဲ့တော့အဲ့ဒီ count down လေးနဲ့ဒီ price line ပေါ့တချို့ဆိုရင်ဒီ price line ခုဆိုရင်ဈေးတန်း1.443မှာရှိနေတယ်အဲ့ဈေးတန်းလေးကိုဘယ်လိုဖော်လဲဘယ်လိုပိတ်လဲဆိုတာကိုကျွန်တော်အနေနဲ့ပြောပြမယ်အဲ့တော့ကျွန်တော်တို့ဒီဟာလေးကို right click ထောက်လိုက် right click ထောက်ပြီးကျွန်တော်တို့ more setting ဆိုတာရှိတယ်အဲ့ more setting နဲ့ဝင် more setting နဲ့ဝင်ပြီးဒီမှာ price line ဆိုတာရှိတယ်အဲ့ price line ဆိုတာလေးကိုထောက်လိုက်ရင်ဒီဘက်မှာ market price line နဲ့ count down ဆိုတာရှိတယ်အဲ့ဒါလေးကိုကျွန်တော်တို့အဖွင့်ပေးလုပ်လိုက်ပါအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ count down နဲ့ market price ဖော်တဲ့ဥစ္စာလေးရပါလိမ့်မယ်ဒါကကျွန်တော်တို့ဒီ binary မှာပေါ့နော် trading view မှာဖော်ချင်တယ်ဆိုလို့ရှိရင် trading view နဲ့လုပ်တဲ့လူတွေဆိုလို့ရှိရင် trading view ကိုသွားပြီးလို့ရှိရင်ကျွန်တော်တို့အဲ့ဒီဥစ္စာဖော်တဲ့နည်းလေးကျွန်တော်ပြောပြပေးမယ်ဒီဘက် trading view panel တွေကိုရောက်သွားဟိုအောက်ဆုံးမှာရှိတဲ့ဒီဘက်မှာဆက်သွားလို့ပုံစံလေးရှိတယ်အဲ့ကောင်လေးကိုတစ်ချက်ထောက်ပြီးလို့ရှိရင်ဒီမှာသူကတော့ရှင်းတယ် count down to bar close ဆိုတာလေးကိုအမှန်ချစ်တာနဲ့အမှန်ချင်းမချစ်တာနဲ့ပဲကွာပါတယ်အမှန်ချစ်လိုက်တယ်ဆိုလို့ရှိရင် count down to bar ပေါ်လာပါလိမ့်မယ်ဒီမှာလဲကျွန်တော်တို့14မိနစ်ပေါ်ပါတယ်တိကျနာရှင်းကွန်မန့်မှာရေးခဲ့အားလုံးစင်ပြေမဲ့ထင်ပါတယ်